အခုချိန်ရညနေ4 နာရီတောင်ရှိပါပြီကျွန်တော်တို့ပတရားနေပြီးတော့ဘတ်စကားနဲ့ဘန်ကောက်ကအိုက်ကမိုင်းဘတ်စတေးရှင်းမှာရောက်လာခဲ့ပါတယ်အခုဘန်ကောက်ကဟိုတယ်တစ်ခုမှာသွားပြီးတော့ check in လုပ်မှာပါကျွန်တော်တို့ဟိုတယ်ကိုမသွားခင်အခုဒီနားမှာ gateway အိုက်ကမိုင်းဆိုတဲ့ shopping mall တစ်ခုရှိပါတယ်အဲ့ဒီထက်မှာ food court ရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ late lunch သွားစားခဲ့ပါတယ်ဒီ food court ကလူတော်တော်ရှင်းပါတယ်ပြီးတော့ဈေးလည်းတော်တော်သက်သာတယ်အစားတောက်တွေကတော့အများသောအားဖြင့်ထိုင်း local အစားတောက်တွေပါထိုင်းမှာသဘောကျတာကဒီလိုအတိုးအမြုပ်တွေအရွက်တွေကိုပေါ့နော်ခုလိုရဲရောချပေးထားတယ်ပေါ့နော်ဒီထိုင်းဘေးစဲပင်စိမ်းအရွက်ဆိုရင်ကနေဒါမှာဆိုရင်ဈေးမနေဘူးပေါ့နော်ဒီမှာတော့ကြိုက်သလောက်နိုင်ပဲဒါကတော့ငါးဟင်းနဲ့စားတာပေါ့နော်ငပီးရေရောအတိုးအမြုပ်တွေရောယူလာခဲ့တယ်ဒါကတော့ဖက်ကဖောက်ပေါ့နော်ဒါကတော့တင်မော်တီတောင်းပါဒါကတော့ chicken rice ကိုကြက်ကြော်နဲ့ဒါတွေအားလုံးတပွဲမှဘတ်50ဘတ်60လောက်ပဲပေးရပါတယ်ခုကျွန်တော်တို့နောက်တဲမဲ့ဟိုတယ်ကယထာနဲ့သွားလို့အဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်တို့အေကာမိုင် BTS ကနေပြီးတော့ယထာစီးသွားမှာပါဒါကတော့နာမည်ကြီး Thai food blogger Mark Wing ဖွင့်ထားတဲ့ဖက်ခပေါင်းဆိုင်မှာဒါကျွန်တော်ယထာစီးကန်နေကြမှာဘူတာဘောကနေလမ်းတွေ့တာပေါ့နော်စောစောကလာတွေ့ရင်ဒီမှာဝင်စားပြစ်ခဲ့မှာခုအချိန်ကရုံးစင်းချိန် peak hour ဖြစ်တဲ့အတွက်ကြောင့်မလို့တက်စီစီးလိုက်ရင်လမ်းတွေပိတ်ပြီးတော့အချိန်ကြီးကြာနေမှာဆိုလို့ကျွန်တော်တို့ယထာပဲစီးခဲ့ပါတယ်ထိုင်းမှာအချိန်တိကျနဲ့သွားခြင်းနေဆိုရင်တော့ယထာစီးသင့်ပါတယ်ဘတ်စကားတို့တက်စီတို့ဆိုတာကလမ်းတွေပိတ်ရင်အချိန်ကခံမှန်းလို့အရန်ခက်ပါတယ်ဒါမှမဟုတ်ဖြစ်နိုင်ရင်လမ်းလျှောက်ပေါ့နော်ဘန်ကောက်မှာတော်တော်ပူတဲ့အတွက်ကြောင့်မို့လို့ BTS ထဲမှာ air con လေးနဲ့စီးရတာတော်တော်လေးတောင့်တတရှိပါတယ်ကိုဆင်းမဲ့နေရာရောက်ပြီဆိုရင်ခုနဝယ်ထားတဲ့ single ticket ကိုခုလိုဆက်ထဲကိုထိုးထည့်လိုက်ပြီးတော့ပြင်ထွက်သွားလိုက်ရင်ပြီးပါတယ်ခုကျွန်တော်တို့ Racha TV ဆိုတဲ့ BTS station မှာဆင်းခဲ့ပါတယ်အဲ့ဒီ hotel ကနေပြီးတော့9မိနစ်6မိနစ်လောက်လမ်းလျှောက်သွားလိုက်ပြီဆိုရင်အခုကျွန်တော်တို့တဲမဲ့ Bangkok City Hotel ကိုရောက်ပါလိမ့်မယ်ကျွန်တော်အရင်ရက်တည်းကတဲခဲ့တာကတော့ Racha TV station ရဲ့ကပ်ရက်မှာရှိတဲ့ Asia Hotel Bangkok မှာတဲခဲ့တာပါအဲ့ hotel ကတော့4 star အဆင့်ရှိတာပေါ့ဒီ hotel ကတော့3 star အဆင့်ပဲရှိပါတယ်ကဲအခန်းထဲကိုလိုက်ပြပါမယ်ပုံမှန်ဟိုတယ်အခန်းနေလိုပါပဲဘာမှအထွေထူးတော့မရှိပါဘူးသူ့ရဲ့အိမ်သားရေချိုးခန်းကတော့တော်တော်ကျယ်တယ်လို့ပြောလို့ရပါတယ်အထဲမှာဘတ်တပ်လည်းပါတယ်သူ့ရဲ့အခန်းလေးကလည်းမစိုးပါဘူးကျယ်တယ်လို့ပြောလို့ရပါတယ်ကတင်ကလည်းတော်တော်ကြီးတယ်ပြီးတော့အထက်မှာပါတဲ့ဘရီဘောဂါတွေနဲ့ TV တွေကလည်းအရင်ကြီးဒိတ်အောင်မနေဘူးပေါ့နော်ပြီးတော့အခန်းထဲမှာလှုပ်ထားတဲ့ light တွေနေရာလည်းခင်းတဲ့အညီပုံစံမျိုးရှိပါတယ်ရေခဲတက်တာတွေမှာတော့သူကလကားပေးတဲ့ရေဘူးနှစ်ဘူးရှိပါတယ် coffee ဖြောဖို့ယူနေကြရလဲပါပါတယ် coffee မင်းထုတ်တွေလည်းရှိတယ်ပြီးတော့ဒီစပွဲလေးကလည်းအလုပ်တွေပါလေးလုပ်မယ်ဆိုရင်ကြွကြွလင်းလင်းလုပ်လို့ရပါတယ်तो view ကတော့မကောင်းပေါ့ဘေးပတ်ဝန်းကျင်မှာအဆောက်အဦတွေပဲမို့လို့အခုလိုကားပါကင်ကိုပဲမြင်ရပါတယ်ဒီဘက်မှာထိုင်စရာဒါမှမဟုတ်ပစ္စည်းတွေတင်လို့ရတဲ့ခုံလေးရှိပါတယ်ဒီဟိုတယ်မှာကောင်းတဲ့ချက်ကတော့ location ကောင်းတယ်ပြီးတော့အနီးတစ်ဝိုက်မှာလည်း street food ဆိုင်တွေစားတောက်ဆိုင်တွေတော်တော်များပါတယ်နောက်ပြီးတော့သူ့ရဲ့ breakfast ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ခဏနေကျွန်တော် breakfast မှာဘာတွေပါလဲဆိုတာလိုက်ပြပါမယ်ကျွန်တော်ထင်တယ်ကျွန်တော်8ထပ်မှာတဲခဲ့တယ်ထင်ပါတယ်အခုက sunset ချိန်ရောက်နေပါပြီတော့ပေါ်မှာရေကူးကန်ရှိပါတယ်သူ့ရဲ့ရေကူးကန်ကဘလို့အမိုးအောက်မှာရှိတဲ့ရေကူးကန်ဆိုတော့ရေကတော်တော်လေးအေးပါတယ်သူကအမိုးအောက်မှာရှိတဲ့အတွက်ကြောင့်မလို့တခြားဟိုတယ်တွေကရေကူးကန်လိုမျိုးရေတွေကူးပြီးတော့နေပူစာလုံးမဲ့ရေကူးမဲ့တော့လုပ်လို့မရဘူးပေါ့နော်ဒီမှာကတော့ရေပဲကူးလို့ရပါတယ်ဒါကတော့ရေကူးကန်ကနေမြင်ရတဲ့ပတ်ဝန်းကျင်က view ပါကျွန်တော်လည်းပထမဆုံး check in လုပ်တဲ့နေ့မှာပဲရေတစ်ခေါက်လာကူးခဲ့ပါတယ်နောက်ရက်တွေတော့ကျွန်တော်လာမကူးတော့ပါဘူးကျွန်တော်မြင်ဒီဟိုတယ်မှာတဲတဲ့သူတွေကမလေးရှားတို့ဖိလစ်ပင်းတို့စင်ကာပူရီယန်တို့တော်တော်များပါတယ်အခန်းဈေးနှုန်းတွေကတော့အပြောင်းလဲရှိတဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရဲဆိုရင် Agoda website မှာ Bangkok City Hotel ဆိုပြီးတော့ဝင်ကြည့်လို့ရပါတယ်ကျွန်တော်ကတော့သူ့ရဲ့ hotel website ကနေပြီးတော့တိုက်ရိုက် booking လုပ်ခဲ့ပါတယ်
ကျွန်တော် booking လုပ်တော့ကတော့တခန်းကိုပေါ့နော်တညကိုဒေါ်လာ40လောက်ပဲပေးရပါတယ်ကနေဒီယန်ဒေါ်လာပေါ့တခန်းထဲမှာ2ယောက်နေလို့ရတဲ့အတွက်ကြောင့်မလို့တစ်ယောက်ကိုဒေါ်လာ20လောက်ပဲကျပါတယ်တော်တော်လေးတန်တယ်လို့ပြောရပါမယ်ဒါတော့နောက်နေ့မနက် breakfast မစားခင်ပေါ့အဲ့ဒါကျွန်တော်အခန်းထဲမှာကျွန်တော်အမေကို YouTube ထဲကနေပြီးတော့လေ့ကျင့်ခန်းလုပ်လို့ရတဲ့ဗီဒီယိုဖွင့်ပြပြီးတော့အခန်းထဲမှာ live လုပ်ခိုင်းတာပေါ့လူကြီးတွေကအသက်ကြီးလာရင်လေ့ကျင့်ခန်းနေဆိုတာသူတို့နဲ့မဆိုင်တော့ဘူးမလုံနိုင်တော့ဘူးလို့ထင်ကြတယ်ပေါ့နော်အဲ့လိုမလုပ်ဘဲနဲ့ဒီတိုင်းပဲနေသွားပြီဆိုရင်ကြာလာရင်သူတို့ရဲ့ကြွက်သားတွေအယိုးတွေကအားနည်းလာတတ်ပါတယ်အဲ့တော့လေ့ကျင့်ခန်းများများလုပ်ပေးဖို့လိုပါတယ်YouTube မှာဆိုရင်ရှာကြည့်လို့ရပါတယ်လေ့ကျင့်ခန်းကကိုယ်အသက်အရွယ်နဲ့လိုက်ဖက်တဲ့လေ့ကျင့်ခန်းမျိုးတွေရှိပါတယ်ဥပမာဆိုရင်အသက်ကြီးလို့ heavy တွေမလုပ်နိုင်ဘူးဆိုရင်ထိုင်ကုန်ပေါ်မှာထိုင်ပြီးတော့လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေလည်းရှိပါတယ်ခုကျွန်တော်တို့မနက်စာစားတဲ့နေရာကိုရောက်နေပါပြီဒီဟိုတယ်ကမနက်စာမှာကျွေးတဲ့အစားအသောက်တွေကအများကြီးတော့မဟုတ်ဘူးဒါပေမဲ့သူကျွေးတဲ့ဟာတော်တော်များများစားလို့ဖြစ်တယ်စားလို့ကောင်းတဲ့အစားအသောက်တွေများပါတယ်ထိုင်းဟင်းတွေပါတယ်တရုတ်ဟင်းတွေပါတယ်ပြီးတော့ထုံးစံအတိုင်း coffee တို့ salad တို့အသီးရွက်တို့လည်းပါပါတယ်ကျွန်တော်တို့ဒီမှာ9ရက်လောက်တဲပါတယ်အဲ့ဒါမနက်စာ1ရက်နဲ့1ရက်မတူပါဘူးဒီမှာဆိုရင်ထမင်းကြော်လည်းရှိတယ်ခောက်ဆွဲကြော်လည်းရှိတယ်ကြာစံကြော်လည်းရှိတယ်ပြီးတော့ချက်ပီးသားဟင်းတွေလည်းရှိတယ်စံပြုတ်လည်းရှိတယ်ပြီးတော့ပေါက်စီတို့ဒင်ဆန်တို့လည်းရှိပါတယ်ဟင်းရည်ဆိုရင်လည်းတုံရံဟင်းညို့လေးပါပါတယ်အကြိုက်ဆုံးကတော့ကစုံရက်ကြော်ပေါ့နော်ကိုလိုပဲလူတွေတော်တော်များကစုံရက်ကြော်ကိုကြိုက်ကြရတယ်လာချလိုက်တာနဲ့ကိုလူတွေတော်တော်များကစုံရက်ကိုပဲဝိုင်းပြီးတော့တွေ့ကြတာဒါဆိုရင်အသီးတွေဆလတ်တွေပြီးတော့အချိုရည်လည်းပါပါတယ်ဒါကတော့ coffee ပေါ့နော်သူ coffee ကအခုလိုဆက်နဲ့ဖြောတဲ့ဟာမျိုးပါတော်တော်လေးလည်းတောက်လို့ကောင်းပါတယ်ဒီလိုပါမုံနေ pastry တွေလည်းပါပါသေးတယ်မနက်စာစားတဲ့နေရာကတော့ဒီလိုပုံစံမျိုးပေါ့နော်တခြား hotel တွေနဲ့ရှင်တော့နည်းနည်းလေးချင်းတယ်လို့ပြောလို့ရပါတယ်ကျွန်တော်တဲဘူးတဲ့ Thai က3 star hotel ထဲမှာသူရဲ့ breakfast ကအဆင်ပြေဆုံးလို့ပြောလို့ရတယ်နေ့တိုင်းမနက်စာအောင်ဒီလိုလေးစားခဲ့ပါတယ်ဒီဟိုတယ်မှာကျွန်တော်သဘောကျတဲ့အချက်ကနေကင်း7နာရီခွဲကနေညသကောင်ထိဒီဟိုတယ်မှာတဲတဲ့သူတွေကိုယ့်အကိုကော်ဖီဒါမှမဟုတ်ထီးဒီမှာစိတ်ကြိုက်ဖြော်တောက်လို့ရပါတယ်တကယ်လို့ကိုကအပူမတောက်ချင်ဘူးဆိုရင်အခုလို lemon တွေကိုလီးပြီးတော့ထည့်ထားတဲ့ရေခဲရည်လည်းအလကားတောက်လို့ရပါတယ်တချို့ 4 star hotel တွေမှာတော့မှဒါမျိုး service မျိုးမရှိတတ်ပါဘူးဒါကတော့ကျွန်တော်တို့ဒီ hotel မှာတဲရင်နဲ့အပြင်မှာညစာထွက်စားတာပါဒီစားတောက်ဆိုင်ဆိုရင်ဒီ hotel နဲ့4အိမ်ချာလောက်ပဲရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့မှာစားခဲ့တာကသင်္ဘောဒီတောင်းကိုမုံပတ်နဲ့ထောင်ထားတဲ့ဟာဒါတော့မစားရကြပြီဖြစ်တဲ့ခဝဲသီးကြော်ပါခီးဥစီနဲ့ကြော်ထားတာမှာတော်တော်လေးစားလို့ကောင်းပါတယ်ဒါကတော့ Thai ကျက်ဥကြော်ပေါ့နော်ကိုယ့်ကိုအိမ်မှာကြော်ရင်ဒီလိုမျိုးရတာမျိုးမဖြစ်ဘူးပေါ့ Thai restaurant တွေမှာစားရင်တော့အခုလိုပေါ်ပွားရွရွလေးစားရပါတယ်ဒါကတော့ spicy အသီးရွက်စုံဟင်းရည်ပါပုံစံကတော့ဖြူပတ်ဖြူရော်နဲ့ဒါပေမဲ့တော်တော်ဆက်ပါတယ်ဒါကတော့အချိုတဲဖို့အတွက် mango sticky rice ပါဒီဆိုင်မှာစားရတဲ့သူတွေတော်တော်များ local တွေစားကြတာများပါတယ်ပြီးတော့ဒီလမ်းထဲမှာဒီလိုဆိုင်မျိုးစင်တူရိုမှာဆိုင်တွေတော်တော်များပါတယ်ဟိုတယ်ဘေးကလမ်းကြားတွေမှာလည်းအခုလို street food ဆိုင်တွေညဘက်ဆိုရင်တော်တော်စုံပါတယ်ထိုင်းမှာတော့ဘယ်နေရာသွားလိုက်ဒီလို street food ဆိုင်တွေကတော့ပြေးမလွတ်ပါဘူးသွားရင်ဆိုင်တနေ့ကုန်စားနေတာပဲဒီငါးကိုစားရင်းနဲ့အုပ်ပြီးတော့กินတဲ့ငါးခင်လည်းတော်တော်စားလို့ကောင်းတယ်ဒါတွေကတော့ဟင်းတွေကိုထုံနဲ့ထုတ်ပြီးရောင်းတာပေါ့နော်ပြီးတော့နောက်မှလည်းသင်္ဘောကြီးတောင်းလည်းရောင်းပါတယ်ကျွန်တော်လည်းသင်္ဘောကြီးတောင်းတပွဲမှာခဲ့ပါတယ်ဟိုတယ်ပြန်ရောက်ရင်စားဖို့ပေါ့ထိုင်းမှာ KFC လိုကြက်ကြော်ဆိုင်တွေမျိုးထက်အခုလိုလမ်းဘေးက
ကြက်ကြော်လေးစားရတာပို့ပြီးတော့အရသာရှိရလို့ခံစားရပါတယ်ဈေးလဲတန်တယ်ပြီးတော့ကြက်ကြော်နဲ့တူစားဖို့အတွက်ထမင်းပြူရောကောင်းညင်းရောဝယ်လို့ရပါတယ်ဒီဆိုင်မှာဆိုရင်တန်ပေါက်ပါရပါတယ်ဒါကလည်းကျွန်တော်လမ်းကြားထဲမှာလမ်းလျှောက်နေနဲ့စားခဲ့တဲ့ထမင်းပေါင်းလိုဟာမျိုးပေါ့နော်ဝက်သားကိုသုံးထက်သားရောပြီးတော့ချာရှူးလိုအသားရောဝက်ဥကြောင်ရောပြီးတော့ကြက်ဥတစ်ချမ်းနဲ့ကော်ရီဆန်းထားတာပေါ့ဒါကတော့စီချက်ခေါက်ဆွဲလိုဟာမျိုးပေါ့နော်ဝန်ထန်လဲပါတယ်ပြီးတော့ချာရှူးလိုဟာမျိုးလဲပါတယ်ပိုရှင်းလေးကတော့တော်တော်သေးပါတယ်အဲ့ဒါလည်းကျွန်တော်လမ်းကြားထဲမှာလမ်းလျှောက်နေနဲ့စားခဲ့တာပါဒါကလည်းဒီဟိုတယ်နားကလမ်းကြားထဲမှာလမ်းလျှောက်နေနဲ့စားခဲ့တဲ့ခောက်ဆွဲပါဒီဆိုင်မှာကျတော့သူက big portion ရှိတယ်ဆိုတော့ကျွန်တော်သူ့ရဲ့ big portion ကဘယ်လောက်ကြီးလဲဆိုတာသိချင်လို့မှာစားခဲ့တာပေါ့နော်ဘယ်လောက်ကြီးမလဲသိချင်လို့မှာစားခဲ့တာတော်တော်ကြီးလို့ကျွန်တော်စားလို့တော့မကုန်ပါဘူးပုံမှန်ဆိုရင်ထိုင်းကခောက်ဆွဲတွေဆိုရင်နှလုံးသုံးလုံးနဲ့ကုန်တာပေါ့နော်နောက်ပြီးတော့ဒီဟိုတယ်နားလေးမှာအခုလိုတောင်ပေါ်သားနဲ့မြေပြန့်တူဆိုပြီးတော့ညီမစားတောက်ဆိုင်ရှိပါတယ်ကျွန်တော်လည်းဆိုင်ရှိဖြတ်သွားပြီးတော့ချင်းမောင်ကျော်ကိုလမ်းမြင်လိုက်တာနဲ့ဝင်စားခဲ့ပါတယ်ချင်းမောင်ကျော်ငဖယ်ဟင်းနဲ့ကျွန်တော်ထမင်းစားခဲ့ပါတယ်ငပိရည်လည်းအခုလိုချပေးပါတယ်ပြီးတော့ဘူးဒီဟင်းကားလည်းချပေးပါတယ်ဒါကတော့ဟိုတယ်နားမှာရှိတဲ့ဟိုဘက်လမ်းကိုကူတဲ့တရားပေါ်ကနေကျွန်တော်ဗီဒီယိုရိုက်ထားတာပါဒီမှာဆိုရင်မြကြီးနားအစားအစာဆိုပြီးတော့စားသောက်ဆိုင်တစ်ခုရှိပါသေးတယ်ပြီးတော့ဒီလမ်းကြားထဲမှာညီမ grocery ဆိုင်တွေလည်းရှိတယ်ပြီးတော့ညီမနာမည်တက်ထားတဲ့စပင်ညက်ဆိုင်တွေဖုန်းပြင်တဲ့ဆိုင်တွေတော်တော်များများတွေ့ရပါတယ်ပြီးတော့ဒီဟိုတယ်ကနေပြီးတော့တခြားနေရာတွေသွားမယ်ဆိုရင်ဒီဟိုတယ်ရဲ့ရှေ့မှာဘတ်စကားဂိတ်ရှိပါတယ်အဲဒီကနေပြီးတော့ဘတ်တူနံပါတ်သွားမလားပြီးတော့လုံပနီပန်းချံသွားမလားသွားလို့ရပါတယ်အဆင်ပြေဆုံးကတော့ဒီရှေ့ကနေပြီးတော့ဘတ်စကား series ဆိုရင်ဘတ်တူနန်တို့ Central World တို့တွားလို့ရတာပေါ့နော်ပြီးတော့အဲဒီကနေပြန်လာမယ်ဆိုရင်လည်းဘတ်စကားဟိုတယ်ရှေ့မှာရက်ပါတယ်ဘန်ကောက်မှာဈေးတန်ပြီး location လည်းကောင်းတယ်မနက်စာလည်းကောင်းတဲ့ဟိုတယ်မျိုးကိုတည်ကျင်နေဆိုရင်ခုကျွန်တော်တည်တဲ့ Bangkok City Hotel ကိုစံတည်ကြည့်ဖို့ကျွန်တော် recommend ပေးပါတယ်